ဟုတ်ကဲ့သမီးထိုင် သမီးလေး morning အမကော်ဖီတောက်မလားဘာစားမလဲ မတော့ကော်ဖီတစ်ခွက်နဲ့သမီးလေးတို့နွားလို့ယူခဲ့နော် ဟုတ်ကဲ့ ။ဩဒီနေ့မင်းတို့ဆရာပြန်လာမှာဆိုတော့အခန်းနေလေတခြားရှင်းထားလိုက်အောင်။ဒါနဲ့ဟိုဘွားအပြင်ရေမလာဘူးလား။အပြင်က6နေတယ်လို့ပဲ အော်ဟုတ်တယ်မအဲ့ဒီပင်ကတပတ်ကိုတစ်ခါပဲရေးလဲပေးရတာပြီးတော့အဲ့ဒီပင်ကိုဆရာနဲ့ဂျူလိုင်းရလွယ်ပြီးတော့ဘယ်သူမှမထီအောင်လို့ဆရာမှာထားလို့ ။ဩအဲ့ဆိုလည်းထားလိုက်ပါ ဟုတ် ဆရာကောင်းပေါင်းနေလို့ပြောလိုက်ပါ ကိုဖုံးရဲ့ဖုံးမဟုတ်ဘူးလား မဟုတ်ပါနဲ့ဆရာကောင်းမောင်းနေလို့ပါ အေးဒါဆိုရင်ကိုဖုံးအားရချိန်ကြရင်ငါ့ကိုဖုံးဆက်ခိုင်းလိုက် ဟုတ်ကဲ့ဆရာနားရဲ့ချိန်ကျရင်ဖုန်းပြန်ဆက်ပေးပါတယ် ကိုဖုံးကဘာလို့ဒီကောင်မလေးကိုဖုံးပေးကြင်ရတာလဲစောစီစီအာယုံနောက်ရပြီအေးခင်မီပြောနေလေလားပြေးကြမယ်လေโอเคပါမမေចောင်းတော့ရမှာလားဆေးရောထက်ပြီးလား အော်သမီးပြောမှတတိယရယ်ကိုလက်ဇဝဲမှာဆေးတော်လေးယူပေးပါ ကဲဆရာမကြီးကတော့လှုပ်ပြီရော့ဒါလေးခဏခိုင်တော့ သမီးရှင်မေတို့သွားရင်ခြံတကားကြီးတေချာပိတ်နော် ဟုတ်မေ အော်သမီးကြိုက်တဲ့ပစုံဟင်းလေးနဲ့ချက်ထားရင်နှွေးပြီးတော့တေချာစား ဟုတ်မေ ဖုန်းကြီးပဲသုံးနေနေအောင်စားလေးပါနေနော် မာသမီးတိပါမမေမြတ်သားပဲနေအိုင်မှာ ဆရာမကြီးဆေးလို့ရပါပြီခင်ဗျာ ရွေးမနေနဲ့နောက်ကြနေသွားကြစို့ ကဲလာသွားရအောင်အားရှင်တို့သွားပြီ ဟုတ်ပြီတတာ